လွန်ခဲ့တဲ့နှစ်100ကျော်ကရန်ကုန်သူရန်ကုန်သားတွေဒီကနေ့တယောက်မှမရှိဘူးဒီကနေ့ရှိနေတဲ့ရန်ကုန်သူရန်ကုန်သားတွေနောက်နှစ်100ကျော်200ဟိုဘက်ဘယ်သူမှရှိမှာမဟုတ်ဘူးအဲ့ဒီလိုလောကကြီးဟာအမြဲတမ်းထာဝရရွေးရှားပြီးတော့ဝေဖွာခြင်းအိုမင်းရင်ရောခြင်းသေဆုံးခြင်းတဘွားကနေတဘွားကူးပြောင်းသွားလာခြင်းဆိုတဲ့အနေထားနဲ့နေနေတဲ့လောကကြီးဒီလောကကြီးရဲ့အဆုံးဟိုဘက်မှာရောက်သွားမယ်ဆိုလို့ရှိရင်တော့ဒါမျိုးရှိမှာမဟုတ်ဘူးလို့သူတွေးတယ်ပေါ့နော်ဒီလောကကြီးထဲမှာရှိတဲ့တ attva တွေကတော့ဒီတိုင်းပဲရှိတယ်ဒီလောကကြီးရဲ့အဆုံးရောက်သွားရင်တော့ဒါမျိုးရှိမှာမဟုတ်ဘူးဝေဖွာတာလည်းရှိမှာမဟုတ်ဘူးအိုရာသေးတာလည်းရှိမှာမဟုတ်ဘူးတဘွားအနေတဘွားကူးပြောင်းတယ်ဆိုတာတွေလည်းရှိမှာမဟုတ်ဘူးလို့အဲ့ဒီလောကကြီးကို तू ရှာတွေးခြင်းနဲ့ရှိနိုင်မလားလျှောက်တော့မြတ်စွာဘုရားအဖြေတယ်မရှိနိုင်ဘူးအဲ့ဒီလောကမရောက်နိုင်ဘူးတဲ့အဲ့ဒီလောကကိုမတွေ့နိုင်ဘူးလို့ပြောလျှောက်လန်းသွားခြင်းဖြင့်တော့မရောက်နိုင်ဘူးတဲ့မြတ်စွာဘုရားအဲ့ဒီလိုလောကရဲ့အဆုံးကိုသိနိုင်ဖို့ရောက်နိုင်ဖို့မြင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားဖြေတော့အဲ့ဒီနတ်သားကသူကလျှောက်တယ်အရှင်ဘုရားအံ့ဩစရာကောင်းလိုက်တာဗျာတဲ့အရှင်ဘုရားဖြေတဲ့အမှန်ကလုံးဝမှန်တယ်လုံးဝမှန်တယ်တဲ့တပည့်တော်ကိုတွေ့ပါတဲ့အဲ့ဒီလိုလောကမျိုးသွားလို့မရောက်ဘူးဆိုတာတပည့်တော်ကိုတွေ့ပဲတဲ့တစ်ချိန်တုန်းကတပည့်တော်တကိုးရှင်ယသိတူဖြစ်ခဲ့ဘူးတဲ့ပေါ့သူကသူ့ဆက်ချောင်းပြန်လျှောက်တာတကိုးရှင်ယသိကြီးတူတပည့်တော်ဖြစ်ခဲ့တယ်ကောင်းကင်ခရီးကနေပြီးတပည့်တော်သွားနိုင်တယ်တပည့်တော်ရဲ့လင်းမြန်တဲ့နှုံးကခုခေတ်စကားနဲ့ပြောမယ်ဆိုရင်အလင်းတန်းရဲ့လင်းမြန်တဲ့နှုံးနဲ့သွားမှာပေါ့အလင်းဆိုတာအလွန်မြန်တယ်မော်လားသွားတာအလင်းရောင်သွားတဲ့နှုံးနဲ့သူပြောတဲ့ဥပမာကတော့ဗာနဲ့ပြောတော့ဆိုရင်အမတန်ပေါ့တဲ့မြားကလေးလေးနဲ့တက်ပြီးတော့အဲ့ဒီမြားကိုပြစ်လိုက်တဲ့အခါမှာထပင်ဆိုတာဘလောက်ပဲရှိမလို့ထပင်ရဲ့အတုပ်ဟာရှိလာလို့ရှိရင်8လက်မတပေ12လက်မဒီလောက်ပဲရှိမှာပေါ့နော်အဲ့ဒီမြားနဲ့ပြစ်လိုက်လို့မြားကထပင်လုံးနားကနေကပ်ပြီးတော့ဖြတ်သွားတဲ့အချိန်လေးဟာတစ်စက္ကန့်ပဲဘိုင်းလောက်ပဲရှိမှာပဲပေါ့ဟုတ်ကဲ့လားဆိုလိုတာကသူဥပမာပေးထားတာတော့သူ့ရဲ့လျင်မြန်တဲ့နှုံးသားဟာအမတန်ပေါ့တဲ့မြားလေးကိုအရှိန်အဟုန်နဲ့ပြစ်လိုက်တဲ့အခါမှာအဲ့ဒီမြားလေးဟာရှစ်လက်မအတိုင်းတာလေးတစ်ခုဖြတ်ကျော်တဲ့အချိန်ပိုင်းလေးလို့ဆိုအလွန်တိုတဲ့အချိန်ပိုင်းလေးကိုပြောတာပဲအလွန်တိုတဲ့အချိန်ပိုင်းလေးထပင်ကိုဖြတ်တဲ့အချိန်လေးဟာအမှန်တူတူလေးပဲဖြစ်မှာပေါ့အဲ့ဒါလောက်ထိအောင်သူကလျင်မြန်တယ်တဲ့စัจ java လာတစ်ခုကိုအဲ့ဒီလိုနှုံးနဲ့သူကစัจ java လာတွေဆုံးအောင်သွားကြည့်တယ်ပေါ့ပြီးတော့သူကခန္ဓာကိုယ်နဲ့ရှောက်လန်းပြီးတော့သွားတာဖြစ်တော့သူ့ရဲ့ခြေလှမ်းကြီးကလည်းဘလောက်ကျဲတယ်လဲလို့ဆိုလို့ရှိရင်အရှိသမုဒ္ဒရာကအနောက်သမုဒ္ဒရာလောက်မှသူကခြေလှမ်းတစ်လှမ်းပဲဉာဏ်နဲ့နှုံးကလည်းအလွန်ဉာဏ်နဲ့ခြေလှမ်းကလည်းအမတန်ကျဲတယ်အဲ့ဒီနှုံးနဲ့သူစัจ java လာရဲ့အဆုံးလောကကြီးရဲ့အဆုံးကိုသိကျင်တာနဲ့သူတက်တန်းတရားရှိတဲ့အချိန်ပိုင်းမှာအစာအာဟာရစားတဲ့အချိန်လေးခိတ္တနားတယ်နောက်ဖေးသွားတဲ့အချိန်လေးခိတ္တနားတယ်မောပန်းလို့ခိတ္တခဏအိပ်ဆက်တဲ့အချိန်ပိုင်းလေးမေးတဲ့အချိန်ပိုင်းလေးခိတ္တနားပြီးတစ်ချိန်လုံးသူခရီးသွားနေခဲ့တယ်ပေါ့အဲ့ဒီနှုံးနဲ့သွားတာသူသွားတာလောကကြီးရဲ့အဆုံးကိုရောက်ချင်လို့သူအဲ့ဒီနှုံးနဲ့သွားခဲ့တာတဲ့အနှစ်100ကြာလို့သေသွားရောသူလောကကြီးအဆုံးကိုမတွေ့ခဲ့ရဘူးသူပြောတာဩဃာတလောကကြီးကိုသူဖြတ်သွားနေတာဟုတ်ကဲ့လားမြတ်စွာဘုရားကအနန္တစัจ java လာလောကကြီးကအဆုံးအစမရှိဘူးလို့ဟောထားတဲ့အတိုင်းပဲလောကကြီးအဆုံးကို तू မတွေ့ပဲနဲ့ तू
သူဘဝတစ်ခုဏီကုန်းချုပ်သွားရတယ်ဇာယယတိဖြစ်သည့်အတွက်ကြောင့်သူဗြဟ္မပြည်မှာရောက်သွားမှာပေါ့သို့တော်စာထဲမှာဗြဟ္မာလို့မသုံးဘဲနဲ့ဒေဝဗုဒ္ဓလို့ပဲသုံးထားလို့နတ်သားလို့ပဲပြောရတယ်ပေါ့အဲ့ဒီရောဟိတတဆိုတဲ့နတ်သားသူအဲ့ဒါလို့ဘဝတစ်ခုမှာလောကရဲ့အဆုံးကိုတွေးဖို့ဆိုပြီးတော့ကြိုးစားပြီးရှာဖွေခဲ့တာမတွေ့ဘဲနဲ့သူဘဝတစ်ခုဆုံးသက်သွားပါတယ်တဲ့ဒါကြောင့်မို့အရှင်ဘုရားပြောတဲ့စကားမှန်လိုက်တာလောကကြီးအဆုံးကိုဖြင့်သွားရောက်ခြင်းဖြင့်တော့ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူးလောကကြီးအဆုံးကိုရှောက်လှမ်းရှာဖွေခြင်းဖြင့်တော့တွေ့မှာမဟုတ်ပါဘူးဆိုတာအမတန်မှမှန်ပါတယ်တဲ့မတွေ့ခဲ့ပါဘူးတဲ့လို့ပြောအဲ့ဒီမှာမြတ်စွာဘုရားကဘာဟောတော့ဆိုမှန်တဲ့သွားခြင်းဖြင့်မအိုမနာမသိတဘွားနေတဘွားကူးပြောင်းရခြင်းမရှိတဲ့လောကကိုဘယ်လိုနည်းနဲ့မှမရောက်နိုင်ဘူးမသိနိုင်ဘူးဆိုပြီးမြတ်စွာဘုရားကဘာထပ်ပြောလိုက်တုံးဆိုဒါလေးကအဲ့ဒီလောကကြီးရဲ့အဆုံးကိုမရောက်လို့ရှိရင်လည်းမင်းတို့ဒုက္ခဘယ်တော့မှဆုံးမတတ်ဘူးတဲ့အဲ့ဒီစကားထူးခြားတဲ့စကားတစ်ခုလောကကြီးရဲ့အဆုံးကိုမရောက်ဘူးဆိုရင်လည်းမင်းတို့ဒုက္ခဘယ်တော့မှမငြိမ်းဘူးတဲ့ဒုက္ခရဲ့အဆုံးကိုဘယ်တော့မှတွေ့မှာမဟုတ်ဘူးလောကကြီးအဆုံးကိုရောက်မှသာလျှင်ဒုက္ခအလုံးကလွတ်မြောက်မှာဖြစ်တယ်ဒီနေရာမှာမြတ်စွာဘုရားကအကျိုးမရှိတဲ့စัจ java လာဩကာသလောကကြီးကိုရှားဝေစူးစမ်းနေခြင်းဖြင့်အချိန်ဖြုံးနေတဲ့နတ်သားအကျိုးမရှိတာဟုတ်အကျိုးရှိတဲ့နိလန်းနဲ့မြတ်စွာဘုရားတဲ့ပေးလိုက်တာသဘောอ่ะ